အဲ့တော့ဒီ HMA လုပ်ငန်းဒီ property တွေပိုင်ဆိုင်မှုတွေအရင်ကြီးတဲ့အခါမှာ project တွေကြီးတဲ့အခါမှာကျွန်တော်တို့ကလေအလုပ်လုပ်ရတဲ့အခါတိဆောက်ရတာမလွယ်ဘူးရှင်ဘာလို့မလွယ်ဘူးလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ကဒီတောင်းပိုင်းတို့တိမ်ပိုင်းတို့ရောက်သွားလို့ရှိရင်ဒီဝယ်တဲ့သူပေါ့နော်အဝယ်ကတော့ဝယ်နိုင်တဲ့သူကတော့ခိုင်အောင်တော့ကျွန်တော်တို့ကရောင်းပေးမယ်ဒီ product ရဲ့ပိုင်ရှင်ကကြတော့သူ့ရဲ့ feeling က changes ကဖြစ်သွားနိုင်တယ်သူဒီနေ့ငွေလိုပေးမယ်နောက်ဒီနေ့ငွေမလိုဘူးဆိုရင်မရောင်းချင်မရောင်းခိကာလအရာအခြေအနေနဲ့အချိန်ခါအရာဒီတန်ဖိုးတွေကလည်းမြင့်တက်လာတဲ့အပေါ်မှာသူတို့ဒီမလိုတော့ဘူးရောင်းဖို့မလိုဘူးလို့ထင်တဲ့အချိန်ဆုံးဖြတ်လိုက်တဲ့အချိန်မှာသူတို့ရဲ့စိတ်တွေလည်းပြောင်းသွားနိုင်တယ်ဒါကြောင့်ကျမတို့ကဒီလုပ်ငန်းတွေကိုအပ်ပြီးဆိုရင်ကျမကတည်တည်ချာချာလေးနဲ့ဟိုပေါ့နော် contract နဲ့ပဲကျမလက်ခံပေးရပေါ့နော်နောက်တစ်ချက်ကကြာဒီတထေးကြီးတွေကနေပြီးတော့ကိုယ်လက်ခံဖို့ရာဆိုတာလည်းလွယ်ဘူးမနေဘူးနောက်တစ်ချက်ကကြာတော့ကျမတို့တေလာအောင်ရောင်းချင်အောင်တော့အရန်ခက်ခဲဖြစ်နေအောင်တော့ဝယ်နိုင်တဲ့သူကိုတထေးကိုရှားတာလေကျမတို့တော့မလွယ်ဘူးပါဘူးပတ်စံရှိနေအောင်တော့ဒီ product ပေါ်မှာစိတ်ဝင်စားမှုရှိပြီးတော့ယဉ်နှိမ့်နှံမှုလုပ်ဖို့ feeling ရှိပြီးတော့ indeed ပေါ့လုံးဝပေါ့နော်ဟိုစိတ်ဝင်စားမှုရှိနေမှသာလျှင်သူ့မှာငွေပိုငွေရှမ်းရှိနေမှရေရှည်ယဉ်နှိမ့်နှံမှုရှိနေမှငွေပြူတွေပြခြင်းမှเนาะဆိုတဲ့ကဒီလိုဟာမျိုးမှသာလျှင်တိတ်ဆိုင်ဖြစ်ဖို့ဆိုတာလည်းမလွယ်ဘူးဒါကျမတို့ချော်သွားတဲ့အလုပ်တွေလည်းအများကြီးအချက်တန်းလည်းကျမတို့မိမနေဘူးပေါ့နော်ဆိုတဲ့အခါမှာဒါတွေကိုတိဆောက်တဲ့အခါမှာဒီတထေးနှစ်ယောက်ကိုနောက်ဆုံးနေမှာ finalist မှာတွေ့ပေးတဲ့အခါတောင်မှပဲကျွန်တော်တို့တွေ့လိုက်လို့ရှိရင်တော့သူတို့နှစ်ယောက်က negotiate လုပ်တဲ့အခန်းကဏ္ဍမှာ first impression မှာအရန်ထိန်ရတယ်ဂျားတွေကတူတယ်ထိန်ပေးရတယ်သူတို့နှစ်ဦးတွေ့ဆုံတဲ့အခါမှာလုံးဝတယောက်နဲ့တယောက် misunderstanding မဖြစ်တဲ့အခါမဖြစ်ဖို့အတွက်ကိုကျွန်တော်တို့အများကြီးထိန်ရတယ်ဘာလို့လဲဆိုသူတို့ရဲ့ feeling မှာတဲ့ဒီတထေးရုပ်ကဘယ်လိုမျိုးလဲဒီပုံစံကဘယ်လိုမျိုးလဲဘယ်လိုအချိုးမျိုးတခါတလေကျစကားပြောတာတွေကိုတယောက်နဲ့တယောက်လုံးဝ feeling မလာလို့မကြိုက်တဲ့အတွက်ကြောင့်သူတို့ကမလုပ်တော့ဘူးဆိုဖြတ်ချတဲ့သူတွေလည်းတကယ်ရှိတယ်အဲကြောင့်လို့ကျမတို့ဒီနှစ်ယောက်ကိုတွေ့ပြီးတဲ့အခါမှာအရန်ကို first impression ဒီ emotion နဲ့အများဆုံးအဲကြောင့်ကျမတို့ကဒီလုပ်ငန်းတွေလုပ်ဖို့ဆိုလို့ရှိရင်လည်းဒီ IQ ရော EQ ရောဒါတွေကအကုန်လုံးပေါ့နော်ကိုယ့်စီမှာလည်းပညာဝမ်းစာလည်းပြည့်နေအောင်မှနောက်တစ်ခုကသူတို့နှစ်ယောက်ကိုလည်း handle လုပ်ပေးနိုင်အောင်မှဒီလောက်များတဲ့ငွေကြေးမှကိုလည်းကျမတို့ကတကယ် negotiate လုပ်ပေးနိုင်အောင်မှသူတို့နှစ်ဦးတွေ့တဲ့အခါမှာလည်းဟိုနွေ့နွေ့ထွေးထွေးနဲ့တယောက်နဲ့တယောက်ကိုပေါ့နော်ဒီ behavior လေးတွေကလည်းပေါ့နော် warmly welcome ဖြစ်ပြီးတော့ plan နေအောင်မှာဘာလို့ဆိုတော့ခါကျကျမတို့ကနှုတ်ကစကားထုတ်ပေါ်မပြောပေမဲ့ body language တွေကကျမတို့တဦးနဲ့တဦးသဘောမကျဘူးလို့မနှစ်သက်ဘူးဆိုတဲ့အရာမျိုးတွေကလည်းကျမတို့က action တွေကပြနေတဲ့ထားမျိုးရှိတယ်အရန်ထိန်းရပါတယ်အဲမလွယ်ကူအဲ့တော့ပိုင်ရှင်သိအောင်တော့အလုပ်ဖြစ်ရန်အလုပ်ဖြစ်ဖို့တိဆောက်ရတဲ့ step by step တွေကအများကြီးပဲဒီ finally ကိုရအောင်သွားဖို့အတွက်ကစူးစမ်းနေနဲ့လမ်းခုလက်မှာပြတ်ကျနိုင်တယ်နောက်ဆုံးမှာနောက်တစ်ချက်ကတထေးဆိုတဲ့အမျိုးကလည်းလေသူတို့လိုချင်တဲ့အချိန်မှာသူတို့လိုအပ်တဲ့ပစ္စည်းကိုချက်ချင်းရမှာဖုံးခေါ်ရင်ချက်ချင်းကင်မှာပြီးသူတို့သိချင်တာကိုမေးလိုက်တဲ့အခါမှာချက်ချင်းပြန်ပြီးတော့ဒီကအဖြေရမှာပေါ့နော်ဆိုတဲ့အခါမှာသူတို့သတ်မှတ်ထားတဲ့ point တွေ criteria တွေ requirement တွေကိုကွက်တိ must အကုန်လုံးဖြစ်နေမှသာလေဒီတထေးဆိုတဲ့အမျိုးကလည်းလေအလုပ်လုပ်တာရေရှည်မှာသွားတာပေါ့နော်နောက်တစ်ချက်အနေနဲ့ကသူတို့ဒီလူပေါ်မှာအားကိုးလို့ရတယ်ယုံကြည်လို့ရတယ်စိတ်ချလို့ရတယ်ဆိုတဲ့ဟာတွေကိုလည်းသူတို့ကအမြဲတမ်းဆောင်ပြီးပွဲစစ်လိရှိပါတယ်အဲ့ဒါမှသာရင်သူတို့အလုပ်လုပ်တာပေါ့နော်ရေရှည်မှာကျွန်မဆိုလို့ရှိရင်ဒါတထေးတစ်ယောက်နဲ့ဆိုကျွန်မဘယ်တော့မှ relation ကိုဟိုမပြတ်သွားဘူးကျွန်မလုံးဝ handle လုပ်ပြီးကျွန်မထိန်းထားနိုင်တယ်ပေါ့နော်ဒီတထေးတစ်ယောက်ဆိုကျွန်မနဲ့နှစ်နဲ့ချီပြီးတော့ဟိုကျွန်တော်တို့ relation သွားကြတယ်ဒီကြားထဲမှာရောအမcase တွေပေါ့နော်တခြားတယောက်နဲ့တယောက်ပေါ့ misunderstanding ဖြစ်တာတွေမရှိဘူးလားဆိုရှိရပေါ့အများကြီးပဲရှိရင်ပြဿနာဆိုရှင်းရတာပဲကျွန်တော်ဒီလောက်ကြီးတဲ့ project တွေလုပ်တဲ့အခါမှာအဲ့တော့လုပ်ငန်းတူတူလုပ်တယ်ဆိုတာကျွန်မခဏပြောသလိုပဲဒီလူတွေနဲ့ထမင်းလည်းတူတူစားဖို့ရမယ်ခီးလည်းတူတူသွားဖို့ရမယ်အလုပ်လည်းတူတူလုပ်ဖို့ရမယ်ဆိုတဲ့ဟာမှာစကားလည်းများဖို့ရမယ်ရန်လည်းဖြစ်ဖို့ရမယ်ပျော်ရွှင်လည်းအတူတူဒီလိုစိတ်ညစ်စရာတွေရှိရင်လည်းအတူတူညဝေပြီးတော့တချို့တထေးတွေနဲ့ခံစားရတာတွေဒါမျိုးလေးတွေရှိတယ်ပေါ့နော်သူတို့ဘာလို့ကျင်လဲဘာလို့အပ်လဲဆိုတော့သူတို့ကိုကြည့်လဲတောက်လျှောက်ကြီးကိုကနေလိုက်ပြောနေဖို့လည်းမလိုဘူးသူတို့မှားနေရင်လည်းကိုက weak point တွေကိုထောက်ပြနိုင်ရတယ်ပေါ့နော်ကို့မှာလည်းဒီ
ဒီလိုအရာတွေကိုပြောနိုင်ဖို့လုံနိုင်ဖို့ဆိုတာအရှိမလုတ်ခဲ့တဲ့သက်သေးတွေတာရကတွေရှိရကို့မှာလည်းပညာဝမ်းစာလည်းပြည့်နေရမယ်ကိုဒီလည်းမှန်နေရမယ်ကိုမီဒီလည်းယုံကြည်စိတ်ချရမယ်အများကြီးပဲဒါတိဆောက်ရတယ်လုပ်ငန်းတစ်ခုမှာပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်မဟိုတယ်တစ်ခုပေါ့နော်အဲ့ဟိုတယ်အကြီးပဲအဲ့ project ကိုကျွန်မသွားတဲ့အခါမှာကျွန်မမိတ်ဆွေပါတနာတွေနဲ့သွားတဲ့အခါမှာဒီတစ်ခေတ်က CCTV ကနေပြီးတော့ကျွန်တော်တို့ report ယူနေတာပေါ့နော်ဒီနေ့သူ့ဟိုတယ်ကိုဘယ်သူတွေလာမယ်ဘယ်သူတွေရှိလဲကြည့်မယ်ပေါ့ဆိုတဲ့အခါကျတော့သူ CCTV ကနေကြည့်ပဲကျွန်တော်အဲ့ဒီတော့ဆိုလို့ရှိရင်2ယောက်ပဲဒီဟိုတယ်ကိုပေးပြီးတော့လက်ခံတယ်ကျန်တဲ့သူတွေဆိုလက်မခံဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့လူရဲ့ဒီဟိုပုံစံကိုလည်းသူကကြည့်တယ်ဝယ်နိုင်တဲ့သူလားတကယ်အလုပ်လုပ်တဲ့သူလားစကားပြောကြည့်တယ် first impression မှာလည်းသူတို့ရဲ့စိတ်မှာသူတို့ကဒါဟိုတတ်မှတ်တဲ့အရာတွေရှိမှာပေါ့နော်ဆိုတော့အဲ့ဒီပုံမှာကြည့်ပြီးတော့ကျွန်တော်တို့အလုပ်ဆက်လုပ်တယ်ဆက်မလုပ်ဘူးဆိုတာရှိတယ်ကျွန်မဆိုရင် first impression မှာလူကြီးတယောက်ကိုတွေ့ပြီးဆိုရင်ဒီတစ်ခေတ်တယောက်ကိုတွေ့ပြီးဆိုကျွန်မဖုန်းနံပါတ်ကိုသူတို့ယူထားတယ်ဆက်တယ်မေးတယ်ဟိုကျွန်တော်တို့ဆိုခင်မင်းရင်းနှီးတဲ့ပေါ့မိတ်ဆွေပါတနာပေါ့နော်ယုံကြည်စိတ်ချရတဲ့အချိန်ကိုကျွန်တော်တို့ဆိုရင် long time relation ကိုဆက်သွားရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေများပါတယ်ဒါကြောင့်လုပ်ငန်းကြီးလေတတိထားလေ handle လုပ်ရလေ effort ပို့ပြီးတော့အားထုတ်ရတယ်အဲ့ပေါ်မှာရတဲ့ effective တွေလည်းကိုယ်မှာဝေဆောင်မဟုတ်ခဲနေကျမတို့ကဒီလို business အတိုင်းဝိုင်းနေဒီလိုဈားထဲမှာဝင်ဆန်းဖို့ဒီ industry တွေကိုဝင်နိုင်ဖို့ဒီလိုလူတွေရဲ့ဟိုမိသားစုအဲ့တော့ကျမတို့ကဒီ business တစ်ခုကိုလုပ်တယ်ဆိုတဲ့ဟာမှာလဲလဲကူကူတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အရှိမတော့ step by step တိဆောက်လာတယ်နောက်ဆုံး owner ကိုထုတ်လိုက်တဲ့အချိန်နဲ့ဒီစာရွက်စာတမ်း document ကိုစစ်လိုက်တဲ့အချိန်မှာပေါ်ထွက်လာတဲ့ဟာတွေအများကြီးရှိတယ်။ဘာလဲဆိုကျမတို့နာမည်ခံနဲ့လုပ်ထားတဲ့လုပ်ငန်းတွေရှိတယ် BOD စနစ်နဲ့တွားထားတာတွေရှိတယ်။အဲ့တော့မြေရှင်ဒီမြန်မာမြေရှင်ဖြစ်ပြီးတော့ကျမတို့ hotel လုပ်ငန်း business တွေနိုင်ငံခြားသားပိုင်တာတွေဖြစ်နေနိုင်တယ်။အဲ့ဒီမှာမှနိုင်ငံခြားသားပိုင်တဲ့ဟာကိုမှတစ်ခါထပ်ပြီးတော့ ban လုံးထားဖို့ဒီမပြေဘူး။ဘာလို့မပြေလဲကျမတို့အဲ့မှာ immigration ကိစ္စတွေအဲ့တော့သူတို့ရဲ့ဒီပိုင်ဆိုင်မှုတွေဒီဟာတွေကအများကြီးပဲပေါ့နောက်ဆက်တွဲတွေကအများကြီးရှိသေးတယ်တချို့ဒီနိုင်ငံသားတွေဖြစ်နေတဲ့အခါမှာသူတို့ရဲ့ document တွေနဲ့တွားထားတဲ့ဟာမှာတချို့မိဘမရှိတော့ဘူးတားကနေပြီးနိုင်ငံသားတွေရောက်လာတာမျိုးတွေဒါမျိုးတွေအများကြီးပဲကျွန်တော်တို့ကြုံရတယ်ကြုံရတဲ့အခါမှာဆက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကဒီ hotel ကိုဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘန်နဲ့ဆက်သွားချင်တာတွေရှိတယ်ကျွန်တော်တို့အဲ့လိုမျိုးတွေပေါ့နော်လုပ်ငန်းတွေရှိတဲ့အခါမှာဒါတွေကိုလည်းအသေးစိတ်ကျွန်တော်တို့ကဒီဒီဆွေးနွေးပေးရတယ်ပထမတော့ကျွန်တော်တို့ရှေ့မှာအတွေ့အကြုံတွေလည်းအများကြီးရှိတယ်တချို့ဆိုလို့ရှိရင်ဒါ agent တွေကျွန်မခုနပြောသလိုပဲဆွဲထုတ်ခံရတာတွေတောင်ရှိတယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဗမာပြည်မှာတော့ဒါအကျိုးတူပူပေါင်းဆောင်ရွက်နေတဲ့ဒီ share လည်းပြန်ထုတ်လို့မရတဲ့အခါမှာဒါကိုရောင်းမယ်မင်းရောင်းလို့ရရင်ရောင်းလိုက်ရောင်းပြီးရင်မင်း share ပြန်ထုတ်ပေးမယ်ဆိုတဲ့ဟာမျိုးရှိတဲ့အခါကျတော့ဒါကြီးကိုရောင်းတယ်ဒီ property ကိုရောင်းတယ်ဒါပေမဲ့ share ပြန်ထုတ်မယ်ဆိုနောက်ကစာရွက်စာတမ်းထုတ်မပေးတော့လက်မှတ်ကထိုးမပေးတော့လူကရောက်မလာတော့အဲ့ဒီချိန်မှာနောက်က share က BOD အဖွဲ့ကနေပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ဒီတရားစွဲတာတွေဘာတွေ document နဲ့ပတ်သက်ပြီးတော့ဒီ government site တွေမှာ ministry တွေမှာကျွန်တော်တို့ကန့်တာတွေပေါ့နော်အဲ့ဒီဟာမျိုးတွေစာရီထွက်လာတဲ့ဟာမျိုးတွေရှိတတ်တယ်ရှိတဲ့ခါကျတော့ကျွန်တော်တို့ဒီလုပ်ငန်းတွေတိဆောက်ပြီးတော့နောက်ဆုံး finalist မှာဒီပေါ့နော်လုံးဝကျွန်တော်တို့ကအောင်မြင်ပြီးဆုံးတဲ့ဒီတွားဖို့ကအရန်ခက်ခဲတယ် business တစ်ခုဖြစ်တယ်ပေါ့နော်မလွယ်ဘူးအဲ့ဒီကြားထဲမှာလည်းကျွန်တော်တို့ပြဿနာတွေမဖြစ်အောင် handle ဖြစ်လောက်ရတယ်ထိန်းရတယ်တစ်ဖက်ကလာပြီးတော့ invest လုပ်မဲ့အတူပေါ့နော်ငွေရှင်တွေစိတ်ညစ်မသွားအောင်ပေါ့နော်စိတ်ပြတ်မသွားရအောင်ဂျားကနေကျွန်တော်တို့ကဒီပူပေါင်းဆောင်ရွက်တဲ့အခါမှာဒီသူတို့ကိုဒီပေါ့နော်စာရွက်စာနဲ့ပတ်သက်ပြီးတော့ကိုတောင်းယူဆောင်ရွက်ပေးရတဲ့ဟာတွေ consultant လုပ်ပေးရတဲ့ဟာတွေအကြံဉာဏ်ပေးရတဲ့ဟာတွေ like ပြီးတော့ပူပေါင်းဆောင်ရွက်ပေးရတဲ့ဟာတွေကလည်းတကယ်လည်းဒီထဲမှာလုံးတက်အောင်မှာလုံးနိုင်အောင်မှာသွားနိုင်အောင်လာနိုင်အောင်မှာဒီပေါ်မှာအကြံပြုနိုင်အောင်မှာပြီးရင်နောက်မှာဘာတွေရှိလဲသူ့ရဲ့ essential history တွေကိုလိုက်နိုင်အောင်မှာဒါတွေအများကြီးလိုတယ်ပေါ့နော်နောက်ဆုံးမှာလေတက်တဲ့မမကြပြီးတော့ဖြစ်သွားတဲ့ဟာမျိုးဆိုတာအရင်ရှားတယ်လုံးနေနေတဲ့ဟာရှိတယ်အမကြီးညီမကြီးပိုင်ရှင်ကထွက်မလာတော့ဘူးအမားတို့စာရွက်စာတမ်းတောင်းကမှမပေးတော့ဘူးဆိုတော့အဲ့လိုပြဿနာတွေရှိမှရှိနေနိုင်တယ်ဒါကြောင့်အဲ့အရာတွေဒီလုံးဝလွယ်ကူမနေပါဘူးဒါလည်းကြတော့ဒီလုပ်ငန်းရှင်တွေဒီ hotel business လုပ်ငန်းကြတော့လုံးဝ executive upper level လေးเนาะဒါအစိုးရနဲ့သက်ဆိုင်တော့ဝန်ကြီးဌာနတွေနဲ့သက်ဆိုင်တော့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့ဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကအစစ်စစ်တွေတွားရတယ်ဒါကြောင့်မို့ဖြစ်ဖို့လုပ်ဖို့ကင်ဖို့ဆိုတာဒီလုပ်ငန်းကိုလည်းလုပ်တဲ့သူတွေရှားတယ်လုပ်ဖို့လည်းမလွယ်ကူဘူးပေါ့เนาะအဲ့လိုမျိုးအချက်